ဒီနေ့တော့အိမ်မှာမယန်းသီးလေးနည်းနည်းပေါ်နေရနဲ့မယန်းသီးစားရည်စိမ်းတုပ်လေးလှူစားဖြစ်ပါတယ်ရှင်။ဥစွာပထမမယန်းသီးလေးတွေကိုထချမ်းခွဲပြီးတော့သူ့ရဲ့အစိတ်လေးတွေကိုထုတ်ထားပါမယ်။ပြီးတော့ရေချဲအိတ်လေးလှုပ်ထားပါမယ်။မယန်းသီးလေးတွေကိုအလဲကဒီအစိတ်လေးပါပြောင်းလို့တည်တည်ချာချာလေးဆေးပြီးတော့ရေစစ်ထားပါမယ်။ပြီးတော့ခုနရေချဲအိတ်တွေကိုစားထည့်ပါမယ်။ဒါကိုယ့်အကူချိန်ဆပြီးတော့ထည့်ပါနော်။ဒါကတော့ raw sugar တကြားခဲလေးတွေပါသူ့ကိုလည်းခုနရေချဲအေးတဲ့ထည့်ပြီးတော့တေးသေးချာချာလေးမှုပေးပါမယ်ရှင်ခုနရေစစ်ထားတဲ့မယန်းသီးလေးတွေကိုဘူးအတန်လေးတစ်ခုတည်းကိုထည့်ပါမယ်ပြီးရင်ရေချဲအေးပေါ့စားနဲ့တကြားရေဖြောထားတဲ့ရေချဲအေးလေးကိုဒီဘူးအပြည့်လေးပေါ့နော်မယန်းသီးလေးမြုပ်တဲ့အထိကိုထည့်ပြီးတော့စိမ်ပေးပါဒါကတော့ပထမဆုံးစစစိမ်တဲ့ရက်ကမယန်းသီးပါရှင်ဒါကတော့၄ရက်မြောက်အခြေအနေပါကိုလိုချင်တဲ့အနေထားရရင်တော့ထုတ်ပြီးတော့သုံးဆောင်လို့ရပါပြီမယန်းသီးတုံးမယ်ဆိုရင်တော့ပဇွန်ကြောင့်မှုရဲ့အချိုမှုရဲ့ငရုတ်သီးအကျက်မှုရဲ့ငံပြာရည်ပေါ့နော်ပဇွန်ထန်းငံပြာရည်ပေါ့နော်ကင်းမွန်ငံပြာရည်ပေါ့ပြီးတော့နောက်ခါကျတော့ဒါကထညက်ရည်ပါပြီးတော့ခုနငပိမီးဖုတ်ထားလာလေးကိုလည်းရောပြီးတော့အားလုံးတမအောင်လို့နေပါမယ်ပြီးရင်ခုနမယန်းသီးလေးတွေကိုသူ့ရဲ့အရည်လေးစစ်ပြီးတော့မှနေထားတဲ့ဒီဆော့တဲကိုထည့်ပြီးတော့တုပ်ရင်ဆိုရင်ချိုးချင်းဆက်ဆက်လေးနဲ့မယန်းသီးတုပ်လေးတစ်ခွက်ရပါပြီရှင်